ဒီအားလုံးပဲမင်္ဂလာပါခုကတော့ကွန်ပျူတာဝယ်လာပြီးတော့ကိုမစသုံးမဲ့တကယ်ချင်းကြီးတွေเนาะနီလန်လေးတစ်ခုပေးချင်ပါတယ်ကျွန်တော်တို့စပြီးတော့လိုက်လုပ်ကြည့်ရအောင်เนาะโอเคကျွန်တော်ကအခုဘယ်လိုနီလန်ပေးချင်လဲဆိုတော့ကွန်ပျူတာကိုဝယ်လာပြီးတော့အခုမှစဖွင့်လိုက်တယ်ပေါ့เนาะပါပါလေးဖွင့်လိုက်တယ်ဒီနေထားလေးရောက်သွားတယ်ပေါ့เนาะဒီနေထားလေးရောက်သွားရင်မိမိကဘာမှမသိသေးဘူးဘာမှမသိသေးတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကကွန်ပျူတာဒီမှာလွတ်နေတဲ့အပေါ်မှာပေါ့နော်ဒီမှာ icon တွေရဲ့ပုံမှာမဟုတ်ဘူးဒီလွတ်နေတဲ့အပေါ်မှာကျွန်တော်တို့က right click နှိပ်ပေးရမှာဖြစ်ပါတယ် right click နှိပ်ပေးလို့ပါ right click ဆိုတာကမောက်မှာကျွန်တော်တို့ကလက်နှချောင်းတင်လိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့လက်ခလေပေါ့နော်လက်ခလေလေးကိုတစ်ချက် click ပေးလိုက်ရမှာဖြစ်ပါတယ်ဒါဆို click လိုက်လို့ရှိရင် right click လို့ခေါ်တော့ပေါ့နော်click လိုက်လို့ရှိရင်ဒီလို box တွေပေါ်လာမှာဒီ box မှာဆိုရင်ကျွန်တော်တို့ကဘာတွေတွေ့ရမလဲဆို view တို့ short byte တို့ refresh တို့graphic နဲ့ပတ်သက်တာတို့ကျွန်တော်တို့ view နဲ့ပတ်သက်တာတို့ display setting personalization ဆိုပြီးတော့ဒီ chat လက်တွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ chat လက်တွေတွေ့ရပြီးကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲ okay လုပ်ကြည့်ရအောင်เนาะကျွန်တော်တို့က right click နှိပ်လိုက်မယ်view ကိုတစ်ချက်ထောက်လိုက်ထောက်ပြီးတိုင်းကျွန်တော်တို့ကဒီလိုပတ်ကွေ့လို့မရဘူးเนาะဒီလိုပတ်ကွေ့လဲလို့ရှိရင်သူကနေရာအဲ့လိုပျောက်သွားမှာဖြစ်တယ်เนาะဒါဆိုရင်ဒီလို view ကိုထောက်ပြီးတော့ဒီလိုတန်းတန်းလေးထွက်လိုက်အောင်เนาะထွက်လာပြီးတော့ဒီမှာကျွန်တော်6ချက်တွေ့ရမှာเนาะဒီမှာ large icon ရှိမယ် medium icon small icon auto range icon align icon to can show desktop icon ဆိုပြီးတော့ဒီက6ချက်ကျွန်တော်တွေ့ရမှာပထမတစ်ချက်ကပါတယ်ဒါတွေကဘာကိုပြောလဲဘာကိုညွှန်းလဲဆိုတော့ကျွန်တော်တို့က icon တွေကို icon ဆိုတာဘယ်လိုခေါ်လဲဒီမှာဒီဟာတွေကိုကျွန်တော်တို့ကရေဘူးအဖြစ်ကျွန်တော်တို့က icon လို့ခေါ်တယ်အတမန်အဖြစ်ဆိုတော့ကျွန်တော် software လို့သုံးကြရတယ်ကျွန်တော်တို့เนาะ okay ဒါတွေကိုကျွန်တော်တို့ကလက်ချက် icon နှိပ်ကြည့်လိုက်icon လေးတွေကြီးသွားတယ်เนาะနောက် media icon okay နောက်ထပ်တစ်ခုက small icon icon လေးပြီးသွားမယ် okay ဒီ chat တွေပြီးသွားပြီ okay နောက်တစ်ချက်ကပါလဲauto arrange icon ကျွန်တော် auto arrange icon လေးကိုမှတ်ချပေးထားလိုက်တကယ်ဆိုရင်တော့ဒီဟာလေးဒီကျွန်တော်တို့ကမှတ်ချဖြုတ်ထားအောင်เนาะမှတ်ချဝင်နေတာဖြစ်တဲ့အတွက်ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကရွှေ့ကြည့်လိုက်ဘယ်ဟာပဲဖြစ်ဘယ် icon ပဲဖြစ်ကျွန်တော်ရွှေ့ကြည့်လိုက်ရွှေ့လို့ရလားကျွန်တော်မရအောင်เนาะ okay ရွှေ့လို့မရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကရွှေ့ခြင်းတယ်ဖြစ်တဲ့အတွက်ဒီကောင်လေးကိုကျွန်တော်တို့ကမှတ်ချဖြုတ်ထားရမှာဖြစ်ပါတယ်မှတ်ချဖြုတ်လိုက်ပါမှတ်ချဖြုတ်လိုက်ရင်ကျွန်တော်တို့ရွှေ့ကြည့်မယ် YouTube လေးရွှေ့လိုက်တယ်Facebook လေးကိုကျွန်တော်ရွှေ့တယ်ကိုထားခြင်းတဲ့နေရာထားလို့ရပါဘူး okay เนาะရတယ်เนาะဒီ auto range icon ရပြီเนาะဒါဆိုရင် align icon to ကန်လန်ကြောင်းအဲ့ဒါကြတော့ကျွန်တော်ဒီဟာလေးကိုမှတ်ချပေးတာမှာကျွန်တော်တို့ကပုံမှန်ဖြစ်မှာပေါ့เนาะကျွန်တော်တို့ဒါလေးကိုမှတ်ချဖြုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီ icon လေးတွေကသူကန်လန်ကြောင်းတွေမှန်ပဲနဲ့မိမိတို့ကသုံးပြလို့မတက်ပဲနဲ့ဟိုနှိပ်ဒီနှိပ်ဆိုရင်တော့ပုံစံလေးကဘယ်လိုဖြစ်သွားနိုင်လဲဆိုတော့ဒီလိုတွေထက်ကုန်နိုင်တယ်ပေါ့နော်ဒီလိုတွေပောက်ပြရတွေဖြစ်သွားနိုင်တယ်ဒီလိုတွေဖြစ်သွားရင်ကွန်ပျူတာအညစ်ပတ်ပြီးတော့မလှတော့ဘူးပေါ့နော်ကြည့်လို့လည်းမကောင်းတော့ဘူး software တွေဟိုရောက်ဒီရောက်နေနော်ဒါဆိုရင်ကျွန်တော်တို့ဘာလို့လုပ်ပေးရမလဲဆိုတော့ကျွန်တော် online icon to guide ကိုကျွန်တော်တို့ကမှတ်ချပေးထားရမှာဖြစ်ပါတယ်ဒါဆိုရင်နော်ဒီကလမ်းကြောင်းစားလိုမျိုးမဖြစ်တော့ဘဲနဲ့ကျွန်တော်ထားလိုက်တာနဲ့မိမိကအဲ့လိုထားလိုက်သူကကလမ်းကြောင်းမှမှန်လေးနဲ့နေရာယူပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ခုနေနဲ့ကအောက်ကနော် show desktop iconအဲ့ဒါလေးကျွန်တော်မှတ်ချပေးထားရမယ်ဒါတော့မှတ်ချဖြုတ်ကြည့်လိုက်ရင် icon လေးတွေပျောက်သွားတာကိုတွေ့ရမှာနော်ဒီလို icon လေးတွေပျောက်သွားလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုပြန်ဖော်ရမလဲဆိုတာနော်တည်ထားဖို့လိုတယ်နော်ဒါဒီနေရာလေးကိုကျွန်တော်မှတ်ချပြန်ပေးလိုက်မှတ်ချပြန်ပေးလိုက်ခြင်းအဖြစ်ကျွန်တော်တို့ကဒီမှာ icon လေးတွေပေါ်လာမှာဖြစ်ပါတယ်မိမိမှာပျောက်သွားလို့ပဲဖြစ်ပြီးစီဒီနီးလေးနဲ့ကျွန်တော်ထုတ်ရမှာဖြစ်ပါနော်ပျောက်သွားလို့ရှိရင်စိတ်ပူရမလို့ပေါ့နော် okay short byte ဆိုတာဒါလေးလည်းပဲကျွန်တော်တို့ဘာလို့ညှောလဲဆိုတော့ကျွန်တော်တို့ကဒီမှာနော် icon လေးတွေပဲညှောလို့ပေါ့နော်ဒါဆိုရင် name ရှိမယ် site ရှိမယ် address ရှိမယ် date point ရှိမယ်ဒါဒီတရားတွေကကျွန်တော်တို့က list ပဲလိုက်ထားမလားသူကပြောချင်တဲ့သဘောကနော် site လိုက်ထားမလား history လိုက်ထားမလား
နေဆွဲအလိုက်ထားမလားပေါ့နော်ဒီ icon လေးတွေကိုပုံသဏ္ဍာန်မျိုးမျိုးနဲ့ထားလို့ရပါတယ်ကျွန်တော်တို့အများအဖြစ်ထားတာကတော့ကျွန်တော်တို့ Android ကိုပဲထားကြတာများပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာလေးကိုထားပေးခြင်းအပြင်ကျွန်တော်တို့က this PC ဒီကျွန်တော်တို့ this PC ဒီကျွန်တော်တို့ကဒီတောင်းလေးမှာရှိနေတာကိုကျွန်တော်တို့လိုချင်လို့ဖြစ်တယ်ပေါ့နော်ရှာရဖွေရမခက်ရအောင်ဒီကောက်ဒီလုံးရတာကွန်ပျူတာတစ်လုံးမှာဒီက main ဖြစ်နေလို့ပဲเนาะโอเคနောက်တစ်ခုကျတော့ refresh refresh ကိုကွန်ပျူတာစဖွင့်ခြင်းမှာပဲကျွန်တော်တို့ refresh ကွန်ပျူတာကို left click เนาะ right click နှိပ်တယ် left click နှိပ်တယ် right click နှိပ်တယ် left click refresh လုပ်တယ် left click နှိပ်တယ် refresh ကွန်ပျူတာဒီကောင်လေးကိုတော်တာခြင်းအပြင်တော့ကွန်ပျူတာဒီမှာတစ်ယောက်ရဲ့ feeling လို့သတ်မှတ်လို့ရတယ်เนาะကွန်ပျူတာဖုန်းခါပြီးတဲ့သဘောလေးဒီကအများအဖြစ်ရောကောင်းတဲ့ဘက်ကိုဥတည်နေတာဖြစ်တဲ့အတွက်များများလုပ်ခဲ့ပါတယ်เนาะကွန်ပျူတာတစ်လုံးโอเคဒါဒီကောင်ပြီးသွားပြီဆိုတော့ဒီ graphic line တွေတော့မပြောသေးဘူးเนาะโอเคနေယူမှာဆိုရင်ကျွန်တော်တို့သုံးဝင်တာဆိုလို့ folder ရှိမယ်folder လေးကိုနှိပ်လိုက်တာဒီမှာ folder လေးတစ်လုံးရလာပြီနောက်တစ်ခုကနေယူမှာပါရှိသေးတယ်တက် document ဒီနှစ်ခုပဲတုပ်ပြီးတော့သုံးလိုက်မယ်เนาะโอเคကျန်တဲ့အားတွေကိစ္စမရှိဘူးဒီမှာfor new folder 2 တက် document 2ဟုတ်လားပထမထုတ်ထားပြီးတာနံပါတ်1တရားရှိနေလို့ဒီမှာထုတ်လိုက်တာဘယ်နှခုမြောက်လဲဆိုတာကိုသူကပြပြီးတာပေါ့နော်โอเคထုတ်ထားတာနှစ်ခုမြောက်ကြီးဖြစ်သွားပြီပေါ့နော်အခုထုတ်လိုက်တာလည်းဆိုရင်โอเคဒါဆိုရင် folder ဆိုတာမိမိသိကျင်တဲ့ data တွေသိလို့ရတဲ့နေရာဒီမှာကျတော့ကျွန်တော်မိရဲ့မှတ်စုမှတ်ရတွေနော် program တွေဆွဲလို့ရတဲ့နေရာလို့ပြောလို့ရတယ်โอเคဒီနေ့သင်ခန်းစာတော့ဒီလောက်နဲ့ပဲကျင်းလေးပဲပြောနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်